အားလုံးပဲမင်္ဂလာပါအခုကလေချီနှစ်ရောင်ဆက်လို့ရှိရင်ချီအယောင်ပြောင်းနေလေးပေါ့နော်နှစ်ရောင်ဆက်ထိုးတဲ့နေရာလေးမှာအယောင်ပြောင်းနေလေးပါဒါအယုတ်ကလေးတွေမှာတုံးရပါတယ်ဒီလိုမျိုးလေးတက်ရရလေးဆက်တဲ့နေပေါ့နော်အခုဒီလေးအယောင်ပြောင်းတော့မယ်ပေါ့နော်ပြောင်းတဲ့နေရာရောက်နေပြီဆိုရင်ဒါကပြန်ထုတ်ပြမယ်နော်ဒါလေးကဒီတိုင်း single crochet ပဲတိုင်းတိုးလေးပဲထိုးထားတာပါထိုးပြီးပြီလေတို့ဒီလိုလေးဆွဲယူလိုက်ပါမယ်ယူပြီးရင်နည်းနည်းရှည်ရှည်လေးခွင်းလေးကိုအဲ့လိုမျိုးလေးလောက်ထားလိုက်မယ်နော်လောက်ထားပြီးရင်လေဒီအပေါ်မှာဒီလိုမျိုးနှစ်ခုစုထားတဲ့နေရာလေးရှိတယ်ဟုတ်အဲ့ဒီနေရာလေးတွေကိုအပေါက်လေးထိုးလိုက်ပါမယ်အကဒီလိုမျိုးနော်အဲ့အပေါ်မှာခွင်းလေးကနှစ်ခွင်းရှိရမယ်နော်ဒီလိုခွင်းနှစ်ခွင်းလေးရှိရပါမယ်အပေါ်မှာပြီးရင်နောက်ထပ်ချီအခုဒါအရောင်ဆက်မဲ့ချီပေါ့နော်ဒါပုံမှန်ဆိုရင်ဒီကအစပေါ့နော်ချီအစနေရဒါဖြူလေးကတရောင်းထိုးပြီးသွားလို့အဲ့အစလေးကနေပြီးတော့ဆွဲလိုက်ရုံပါပဲဒါလေးကိုဆွဲလိုက်မယ်နော်ဒါလေးကိုဆွဲပြီးထိုးလိုက်တာပေါ့နော်ဒါလေးကိုဆွဲပြီးတော့ပုံမှန်အတိုင်းဒီဘက်မှာဆက်ထိုးလို့ရပါပြီကိုဆက်ထိုးမဲ့အတိုင်းပေါ့နော်အဲ့မှာဒီကွင်းလေးကဒီလိုလေးဒါရှည်ရှည်ဆွဲထားတဲ့ကွင်းလေးကကြံခဲ့တယ်ပေါ့နော်ပထမအရောင်ကအဲ့ဒါလေးကိုဒီတိုင်းတင်းတင်းလေးဆွဲလိုက်ရင်ရပါပြီပေါ့နော်အဲ့ဒါဆိုရင်ဒါကချီဆက်နီးလေးပြီးသွားပါပြီဒါပြီးရင်ကျန်နာဆက်ထိုးရုံပဲเนาะကျန်နာဒီတိုင်းပဲပုံမှန်ကိုထိုးမဲ့ stitch တိုင်းပဲဆက်ထိုးရုံပဲဒါဆက်တဲ့နေရာလေးပြောပြပေးတာပါပြီးတော့လေဖြူလေးကဒီအယုတ်လေးတွေထိုးတဲ့အခါမှာလေထိုးပြီးမြန်ထိုးရတယ်အာယုံစိုက်စရာမလိုအောင်လို့ဘယ်လိုထိုးလဲဆိုရင် stitch marker မသုံးမဲနဲ့ဒီလိုမျိုးလေးကျိုးလေးပေါ့နော်အချီအတိုးစလေးရှိရဆိုတော့အဲ့ဒါလေးနဲ့ပဲမှတ်ပါတယ်မှတ်ကြိတ်ကိုအဲ့ဒါမှတ်ကြိတ်နေရာမှာဒီလိုတရောင်းပြီးတိုင်းဒီလိုလေးမှတ်တာပေါ့နော်အဲ့ဒါမှတ်ကြိတ်အကောင်းစားလေးတစ်ဖြတ်ကြွားတာဒီမှတ်ကြိတ်လေးသုံးပါတယ်လို့မှတ်ကြိတ်လေးတွေကကြတော့ဟိုတရောင်းပြီးရင်ချိတ်ရတာနဲ့လေအင်ကြီးတွေမှာဆိုရင်တော့ဟုတ်ပေမဲ့အယုတ်ထိုးတဲ့ခါမှာဒီလိုထိုးတာပို့အဆင်ပြေရလို့ထင်လို့လေဒါဖြူလေးကြိုက်တဲ့နီးလေးကို sharing လုပ်ပေးတာပါဒါကတော့အယောင်ဆက်တဲ့နီးလေးအဲ့လိုလေးဆက်ထားရင်အယုတ်ကလေးတွေကရောင်ဆက်နေရလေးတွေကတိတိကျကျလေးဖြစ်ခဏလေးပြပေးမယ်နော်ဒါလေးကကျွတ်တန်နေရတယ်ခဏရလိုက်တာနော်ဒီမှာလေးဒါကဖြူလေးကုနာဆက်နေတိုင်းဆက်ပြီးတော့ထိုးထားတဲ့ရုပ်လေးပါဒီမှာဆက်ထားတဲ့နေရာလေးပေါ့နော်အယောင်ချင်းထားတဲ့ကာလာချင်းထားတဲ့နေရာလေးကအရန်လှတယ်လို့မျိုးလေးဆိုရင်လေဒါကအခုနောက်ပိုင်းပြောင်းသွားတဲ့နီးပေါ့နော်အရင်တော့ဆိုရင်ကာလာချင်းတာအဲ့လောက်ကြီးမသေးတတ်နေဘူးဒါလေးကတော့တော်တော်လေးလှအဲ့ဒါဒီနီးတိုင်းချင်းထားတာနော်ကာလာလေးအဲ့ဒါလေးပြောပြပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်